ဘာပြောမှလဲမင်းသမီး ဟင်းချက်ပြီလို့ ဟင်းကျက်ပြီ ခိုင်းထမင်းချက်လို့ရှိရင်ကိုထမင်းစားလို့ရပြီလို့ ဟုတ်လားနေပေါင်းတက်ပုံဆိုင်မင်းကစားပြီလား စားသေးပါဘူးကိုကစားတယ်လို့နေကင်းတက်နဲ့မစားအောင်မလားငါကြောင့်စားရင်စားလို့ရပြီလို့ပြောကိုနေကင်းတက်နဲ့မစားဘူးမင်းနဲ့သူမနဲ့ကတက် အော်ဟိုမှာပန်းသီးတုံးရှိတယ်မ ပ ပန်း န်းစားတယ် ပန်းသီးတုံး ဟာ ရှိ မပန်းလေးစားမှာ စားမလေး ခွဲပြီမယ် ခွေးပြီတေးတုံးလေးအသေးတုံးလေး ဒါဆက်ရနဲ့တော့သိလိုက်အောင်မနော် ငေါ့ဒီ သိနေလီဒါကိုစားမှာဆိုလို့ ဟုတ်ကဲ့တော့ နော် တော့ချစ်စရာအသေးတုံးလေးချစ်စရာအသေးတုံးလေးရောက်ရစားရှင်တာသူလှုပ်ပေးရှာတယ်သူခင်ဗျာလေးမလေးကျင်နာဆုံးလေးအချစ်ဆုံးလေးအသေးတုံးလေးတဲ့နှလုံးလေးယောက်ျားငရုတ်ဒီဆက်မှာဆိုလို့တဲ့ငရုတ်ဒီလိထားတဲ့ဓာတ်ကိုယောက်ျားတို့ငရုတ်ဒီဆက်မှာကြောက်လို့သူခင်ဗျာဓာတ်လေးတော့ဆေးပြီးတော့ကျင်နာလေး